OK ခေါင်းပွဲတွင်းလင်းထက်နဲ့ခွန်ချိုင်းပတ်တောင်ဆရာကြီးတွင်းလင်းထက်ရဲ့ပွဲတကြော့ပြန်လာပါပြီဒီတစ်ခေါက်ပြန်မဲ့ကတော့စမ်းမေလောက်မမြင့်ပင်မဲ့ short တက်လို့တော့မရဘူးဘယ်ပြိုင်ဘက်ကိုမှတော့ short တက်လို့တော့မရဘူးခွန်ချိုင်းစောတဲ့ပုံစံကအရိုင်းဆန်တယ်ရိုးရပုံပို့ပြီးတော့ပေါက်တယ်အဝင်ထွက်ကျန်းတယ်ထိရင်ပို့ပြီးတော့လိုက်တယ်သူစောတဲ့ပွဲတွေအကုန်လုံးကိုကျွန်တော်ပြန်ကြည့်ပြီးပြီမာတင်းတလောက်မာတယ်ဘယ်ချေကန်ချက်ကောင်းတယ်စိတ်သက်ပိုင်းမဆိုးဘူးရိုးရပရိသတ်တွေကြိုက်မဲ့ထိုးလုံးထိုးပေါက်ပုံစံမျိုးအားနည်းချက်ကအဝင်ထွက်ကျန်းတာမှာအမားပါတာပါပြီးတော့လောတယ်လောတော့အမားပါတယ်အမားပါရင်လည်းလောတတ်တယ်ဒါကအဲ့လိုမျိုးအပြန်လည်ရှိနေတာတက်လုံးကတော့ကောင်းတယ်မာကုံလည်းရှိတယ်ပညာပိုင်းထက်ဇပိုင်းနဲ့စော့တက်တဲ့စိတ်သက်ပိုင်းနဲ့စော့တက်တဲ့ကစားသမားဆိုရင်ပို့ပြီးတော့မှန်မယ်တစ်ဖက်ကကိုလူသွင်းလင်းထက်ကစင်မော်ရောက်တော့မှပွဲကိုဖတ်ပြီးတော့အဖြေထုတ်တတ်တယ်အမားအနည်းဆုံးစော့တယ်မွေထိုင်းပုံတော်မှာပို့ပြီးတော့ပေါက်သေးတယ်အခုပွဲကထိုင်းကစားသမားကရိုးရလို့ထိုးပြီးတော့သွင်းလင်းထက်ကမွေထိုင်းပုံစံထိုးမဲ့ပွဲဖြစ်နေပါတယ်တွင်းလေးထက်ဘယ်လိုလာမလဲဆိုတာကတော့ကျွန်တော်အတိအကျမပြောတတ်ဘူးသူစောတဲ့ပုံစံကအတိအကျမရှိဘူး Bruce Lee ပြောတယ်လို့မျိုး Be Water My Friend ဆိုတလို့ပဲအလိုက်အသင့်လေးအလိုက်ထိုက်ကိုယ့်ရဲ့ပြိုင်ဘက်ကိုဖတ်ပြီးတော့စင်ပေါ်မှာပဲအလိုက်ထိုက်ကစားသွားတတ်တဲ့သူမျိုးခွန်ချိုင်းကဇိုးဆန်တယ်တွေးနေနေလေးရဲတဲ့အတွက်ကြောင့်မလို့ဒီပွဲကိုသူက fighter ဆော့လိုက်မယ်တွင်းလေးထက်ကတော့ကောင်နာစောင့်ပြီးတော့ဆော့လိုက်မယ်လို့မြင်တယ်ခွန်ချိုင်းရဲ့နီးပြတွေကတွင်းလေးထက်ပတ်တောင်ကောင်းလို့အယမ်းမဝင်ဖို့မှားထားလိုက်မယ်ကျင်းသေးရဲ့ဒါပေမဲ့လူရဲ့ဗီဇဆိုတာဖျောက်ရခက်တယ်ခွန်ချိုင်းကပွဲစတွေမှာတော့နီးပြမှာထားတဲ့ပလန်နဲ့စောကောင်းစောလိုက်မယ်ဒါပေမဲ့ထိသွားတဲ့အခါနာသွားတဲ့အခါမှာရိုးရအတိုင်းသူစောကျင်တဲ့ဂမိုးရှူတိုးဝင်တဲ့ပုံစံအတိုင်းဝင်လိုက်မယ်အဲ့ချိန်မှာတော့တွင်းလင်းထက်ရဲ့ပတ်တောင်မိပြီးတော့အမတ်စင်ရေခံရနိုင်ခြေရှိတယ်တွင်းလင်းထက်ဘက်ကခွန်ချိုင်းကိုစိတ်မတူတူအောင်ဆွပေးတင်တယ်ဒါအရင်ရေးကြည့်တယ်စိတ်တူရင်အမားလှုပ်တတ်တဲ့ကောင်ကိုစိတ်တူအောင်ဆွပေးလိုက်ရင်သူအမားတွေလှုပ်လာမယ်အဲ့ဒါကိုကောက်စားတတ်ဖို့လိုပါတယ်နောက်တစ်ခုခွန်ချိုင်းကဘယ်ချေဘယ်တောင်စောင်းရမ်းကောင်းတယ်ဒီဘိုင်းကိုလည်းပြန်ကူးဆိုင်ရမယ်စိုးရင်ကြမဲ့လူတွေရှိတယ်ခွန်ချိုင်းအသေးရုံရင်တွင်းလင်းထက်ကင်တွယ်နိုင်ပါမလားဆိုတဲ့မိကုံကင်တွယ်နိုင်မှာပါဘာကြောင့်လဲဆိုရင်ကရင်ပြရိုးရပွဲတွေထိုးလာတာမနေဘူးရိုးရကောင်တွေကလည်းခွန်ချိုင်းတက်ရဲကြကြမ်းကြမာကြတန်ကြတယ်ဆိုတဲ့ကောင်တွေကြီးပဲရိုးရဘက်ကလာတဲ့သူကိုရိုးရအပုံစံအတိုင်းခက်ကြမ်းကြမ်းဝင်တွင်းလင်းထက်အကြိုက်တောင်ဖြစ်သွားအောင်မယ်ကြောက်တာကထိုင်းကစားသမားမို့လို့အမတ်အဆုံးဖြတ်မှာသူ့လူကိုပဲအနိုင်ပေးမှာကိုကြောက်တာပါအဲ့လိုလုပ်ရင်တော့မပြောတတ်ဘူးဗျာကျန်တဲ့ပိုင်းနေမှာကတော့တွင်းလင်းထက်ကင်တွယ်နိုင်ချေမြင့်ပါတယ်ပေါက်ကြီးတွင်းလင်းထက် 1.6 ခွန်ချိုင်း2.117 မှာဒီပွဲကတော့တွင်းလင်းထက်နိုင်မမယ်လို့ 100% မပြောနိုင်ပင်မဲ့သိမကွာဘူးတွင်းလင်းထက်ဂိုင်းတွဲနိုင်မယ်လို့တော့ထင်ပါတယ်နေရတာပါ channel MSN ပါတောက်ကြနေကြရင်ပြန်တွေ့ရအောင်တတာ